သူအကျိုးစီးပွားကိုအကျိုးစီးပွားမျှတရက်လားအဲ့ဒါလေးလဲပြည်သူလူထုကိုပွင့်လင်းစေချင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လဲတစ်ဖက်ကဆွမ်းနာပြောသလိုပေါ့ဗျာနော်ရုရှားက90%နော်90%ကိုက10%ဆိုလို့ရှိရင်တော့ဒါကနိုင်ငံအတွက်လည်းကြီးခဲ့တာမဟုတ်ဘူးသူ့အတွက်သူကြီးခဲ့တာဖြစ်တယ်နော်သူမြောက်လိုက်အနေနဲ့သွားခဲ့တာလဲဒီရုရှားကိုသွားခဲ့တာဆိုရင်အလုံးပေါင်း17ကြိမ်လောက်ရှိတာဟုတ်17ကြိမ်လောက်သွားခဲ့ပြီမဲ့သွားတဲ့အခါတိုင်းမှာရုရှားနိုင်ငံကတာမန်အဆင့်ပေါ့ဝင်ကြီးအဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်နော်စစ်ဦးစီးချုပ်အဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်သူကလည်းတော်တော်သီးခံနိုင်တဲ့သူဗျတော်တော်လေးစူးစမ်းရတယ်သူမှမာနဆိုတော့တိတ်မတွေ့ရဘူးမာနပေါ့သိမလားငါ့ကိုဒါမျိုးဆက်ဆံလိုက်တယ်ဆိုတဲ့မာနမျိုးသူ့မှာမရှိဘူးကျွန်တော်တို့လူဆိုပြဒါတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကိုလည်းနိုင်ငံကောင်းဆောင်တယောက်ပဲကိုလည်းစစ်ဟိုတင်တာဘူးကျုပ်တယောက်ပဲလीနော်ကိုတစ်ခေါက်သွားတယ်သူတို့စီကဒီလိုဆက်ဆံလိုက်တယ်ဒီဆင်းလောက်နေမယ်ဆိုလို့ရှိရင်တော့ကိုတွေနောက်တစ်ခေါက်သွားမှာနိုင်ငံတော်ချီတူကြီးဆင်းနောက်တစ်ခေါက်လည်းကိုသွားချင်မှသွားလိုက်သို့ပါတော့လည်းဒီလိုမျိုးသူ့ကိုရုရှားအနေနဲ့ပေါ့နော်တစ်ဆင့်နှိမ်သဘောတရားပုံစံမျိုးနဲ့သူ့ကိုဒီလောက်ထိဆက်ဆံခဲ့တာတော့မှပဲသူဒီဇွဲမလျှော့ပဲနဲ့ဆက်လက်ကြိုးစားရင်းနဲ့တော့အခုချိန်မှာအခုရုရှားသမ္မတကြီးပေါ့ဗျာသမ္မတကြီးနဲ့အခုလိုမျိုးရုရှားသမ္မတဆိုတော့တကယ်ကမ္ဘာကောင်းဆောင်ကြီးကမ္ဘာမှာနာမည်ကြီးဆုံးထဲမှာပါတယ်ပြီးခဲ့တဲ့ခေါက်ကမှဒါကျွန်တော်သုံးသက်ကြည့်လောက်ဆိုလို့ရှိရင်ဗလာဒီမီယာပူတင်ကရှောင်လို့မရလို့တဲ့အတွက်ကြောင့်သူ့ကိုတွေးဆောင်လိုက်တာလို့ကျွန်တော်တို့ကသုံးသက်တယ်နော်။ဘာကြောင့်လဲဆိုတော့အားလုံးကိုတွေးဆောင်လိုက်တယ်ဗျာဟိုတနည်းအားဖြင့်ဒီမှာအစည်းအဝေးပေါ့ရှေ့ပိုင်းစီးပွားရေးပေါ့အဲ့ဒီစီးပွားရေးမှာစီးပွားရေး forum မှာသူ့ကိုလက်ခံတွေးဆောင်လိုက်ကြအောင်ကျွန်တော်တွေ့ရတယ်။ဒါကတော့မကောင်းတက်လို့ဆိုတဲ့ပုံစံမျိုးဒီတစ်ခါကျတော့မကောင်းတက်လို့လည်းမဟုတ်ဘူးကောင်းတက်လို့လည်းမဟုတ်ဘူးတမင်တကာကိုတစ်ဖက်ကလိုလာနဲ့ဦးမင်းအောင်လိုင်းကိုနိုင်ငံတော်အဆင့်ဖိတ်ပြီးတော့နော်ကဲသမ္မတကြီးအဆင့်ကလည်းတွေ့ရဆိုတဲ့ခါကျတော့ဦးမင်းအောင်လိုင်းရဲ့ကန်တရားတွေဖုန်းကန်တွေတက်လာမှရပါတယ်